ခုနှစ်ရက်သားသမီးအားလုံးမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေ။ဗေဒင်ဟော့စတန် channel မှကြိုဆိုပါရစေ။ဒီနေ့မှာတော့တနင်္လာသားသမီးများကြိုတင်ချိန်ဆနိုင်ရန်အတွက်ဆရာကြီးစံစာနီဘိုမြမရိုးရာအထဟောကိန်းစာအုပ်မှာဟောကြားထားသောတနင်္လာသားသမီးများအတွက်ဘဝတသက်စာဟောစတန်ကိုပြည့်ပြည့်စုံစုံဖတ်ကြားပေးထားပါတယ်။အစီအစဉ်လေးမစခင်မှာတဦးစေတနာတဦးမေတ္တာဆိုသလို subscribe လေးနှိပ်ပေးခဲ့ဖို့တောင်းဆိုပါရစေ။အသစ်တင်တိုင်းသိရအောင်လဲဘေးနားကခေါင်းလောင်းလေးကိုနှိပ်ထားဖို့မမေ့နဲ့နော်။တနင်္လာသားသမီးများအတွက်ဘဝတသက်စာဟောစတန်ယခုဟောစတန်သည်တနင်္လာသားသမီးများအတွက်ဘဝတသက်စာဟောစတန်ဖြစ်၍တိုက်ဆိုင်မှန်ကန်မှုများရှိမယ်လို့ထင်မြင်ယူဆပြီးတင်ဆက်ပေးလိုက်ပါတယ်။တနင်္လာသားသမီးများကြိုတင်ချိန်ဆပြီးဘဝတသက်တာဆောင်ရန်ရှောင်ရန်များကိုသိရှိနားလည်ကြပြီးဘဝအတွက်ကောင်းကျိုးချမ်းသာအဖျားဖျားရရှိကြစေဖို့တင်ဆက်ပေးလိုက်ပါတယ်။တိုက်ဆိုင်မှန်ကန်မှာကကွန်မန့်မှာတစ်ခုခုရေးခဲ့ပြီး like ကလေးနဲ့အားပေးခဲ့ပါနော်။တနင်္လာသားသမီးများအတွက်ဘဝတသက်စာဟောစတန်တနင်္ဂနွေနေ့ညသန်းခေါင်12နာရီကျော်သည့်အချိန်မှစ၍တနင်္လာနေ့ည12နာရီတိတိကျမွေးသောသူများကိုတနင်္လာနေ့မွေးသောသူများဟုသတ်မှတ်ပါသည်ပထဝီဓာတ်မြေဓာတ်သဘာဝကိုဆောင်ယူသည်ဓာတ်ဆိုသဘာဝဖြစ်သည်ခတ်မာသောမြေကြီးဓာတ်သဘာဝဖြစ်သည်တောမကြိုဖြစ်သည်မွန်းလမင်းမှစိုးမိုးသောနေ့ဖြစ်သည်တနင်္လာနေ့ညမွေးသူများသည်နေ့မွေးသူများထက်ပို၍စိတ်မြန်လက်မြန်ပြောင်းလဲလှုပ်ရှားလုပ်ကင်လိုစိတ်ပြင်းထန်သည်နေမွေးသောသူများသည်ကလိုအပ်လာသောအနေအထားရောက်မှပြောင်းလဲမှုပြုလေးရှိသည်ကံကောင်းခြင်းနှင့်တကွအခွင့်အလမ်းကောင်းများအလိုလျောက်ဖြစ်ပေါ်လာသည်ထို့ကြောင့်အချို့သောကျမ်းများတွင်တနင်္လာနေ့မွေးဖွားသူများသည်တက်တာအေးချမ်း၍ညဖွားသူများသည်ကပင်ပန်းလှုပ်ရှားရသည်ဟုဆိုရိုးရှိသည်တနင်္လာနေ့မွေးသူများသည်စိတ်ကူးအကြံဉာဏ်ကောင်းရှိ၍ကိုယ်ပိုင်အစွမ်းအစနှင့်ဘဝအောင်မြင်မှုများကိုဖန်တီးရယူနိုင်သည်အသက်အဆန်းကိုနှစ်လို၍အပြောင်းလဲများကိုကိုယ်တိုင်ဖန်တီးတတ်သည်ဤနေ့မွေးဖွားသူအားလုံးတို့သည်အကြောင်းအချင်းအရာတစ်ခုပေါ်၌ကြာကြာမြင့်မြင့်မိတွယ်ပတ်သက်လိုစိတ်မရှိပါအရာရာတို့အပေါ်တွင်စိတ်တိုင်းမကျဖြစ်တတ်သည်မြည်သည့်အရာကိုမဆိုတခမ်းတနာစိတ်ကူးရှိသလောက်လုံးလေးလှုပ်ထရှိသည်သူတစ်ပါးအပေါ်ဥညွှတ်လေးမရှိပါကိုလုံးမကောင်းသည်ပြည့်စုံသည်သူတစ်ပါးဆောင်ရွက်ကတစုံတရာလေးဟာကွက်များရှိသည်ဟုအမြဲတွေးနေတတ်သည်မြည်သည့်အရာကိုမဆိုတခမ်းတနာစိတ်ကူးရှိသလောက်လုံးလေးလှုပ်ထရှိသည်မယုံသင်္ကာစိတ်လည်းရှိသည်ယုံကြည်ပါကလည်းမျက်စိစုံမှိတ်ယုံတတ်သည်စိတ်ထက်ပြီးအရာရာမကြေမချမ်းပြောဆိုနေတတ်သည်မိမိအပေါ်စိတ်နှောက်ယှက်ပြုသူများအားတုံ့ပြန်ရမှကျေနပ်သည်ပင်ကိုယ်တဘာဝတွင်အေးအေးချမ်းချမ်းနေတတ်သည်ပရိပခမှန်သမျှကိုရှောင်ရှားတတ်သည်ငြိမ်းချမ်းမှုကိုလိုလားသည်စေတနာတရားကြီးမားသည်ကုညီတတ်သောတဘာဝရှိသည်တခါတရံစိတ်အလိုလိုက်တတ်သည်စိတ်ကူးပေါက်၍ရည်ရွယ်ချက်မဲ့သောကိစ္စရေးရာတို့ကိုစိတ်လွတ်ကိုလွတ်လုကင်လေးရှိသည်ပေါ်ထွန်းလာသောစိတ်ကူးနှင့်စမ်းသစ်သောအတွေးအခေါ်တို့ကိုအသုံးချ၍တမှုထူးခြားအောင်ဖော်ကျူး၍ဆောင်ရွက်နိုင်သူများဖြစ်သည်မြည်သည့်အခက်ခဲနှင့်ကြုံစေနောက်မဆုတ်ရှေ့တိုးလုကင်လေးရှိသည်ပင်ကိုယ်တဘာဝအရာအလုပ်တစ်ခုလုပ်နေရစေနောက်လုပ်ငန်းတစ်ခုကိုပါဆောင်ရွက်လေးရှိသည်ယခုနှစ်တွင်လည်းတစ်ခုထက်မကသောလုပ်ငန်းများလုပ်ကင်ရမည်စိတ်ပင်ပန်းစရာများကြုံမည်အလုပ်တစ်ခုမပြီးပြက်မီနောက်တစ်ခုကိုဆောင်ရွက်ရပေမည်အခါတိုင်းတွင်ကိုလုပ်လိုသောဆန္ဒရှိသည့်အလုပ်ကိုသာရွေးချယ်လုပ်ကင်လေးရှိသည်ဆန္ဒမရှိပါကမြည်သည့်ကိစ္စတိုက်တွန်းစေလုပ်ကင်လေးမရှိပါတနင်္လာနေ့မွေးသူများသည်လက်ယုံရည်နှင့်နှလုံးရည်အလုံးစုံပြည့်စုံသောသူဖြစ်သည်တင့်လွင်သောဝင်းကျင်နယ်ပယ်တွင်စိန်ခေါ်မှုအလုံးစုံကိုရင်ဆိုင်၍ကိုယ်ပိုင်စိတ်ကူးတို့ကိုလက်တွေ့အကောင့်ထဲပေါ်ရန်အမြဲတစေကြံစည်ရွယ်နေသူဖြစ်သည်တည်ကြည်မြင့်မြတ်သောစိတ်သက်ရှိလင့်ကစားစိတ်ခံစားချက်ကိုဦးစားပေးလေးရှိသည်စိတ်ဆိုးလွယ်စိတ်ပြေလွယ်ပြီးအညိုအတေးမထားလင့်ကစားအမှတ်သေးခြေကြီးသူဖြစ်သည်ပင်ကိုယ်တဘာဝတွင်ပရိပခမှန်သမျှကိုရှောင်ရှားတတ်သည်ငြိမ်းချမ်းမှုကိုလိုလားသည်စေတနာတရားကြီးမားသည်ကုညီတတ်သောတဘာဝရှိသည်လောကရန်၏ရိုက်ခတ်မှုကိုခံနိုင်ရရှိသည်စိတ်ကူးအကြံဉာဏ်နှင့်ဉာဏ်စွမ်းအားကိုလက်တွေ့အသုံးချ၍ဘဝအောင်မြင်မှုကိုရရှိနိုင်သူဖြစ်သည်ဘဝကံကြမ္မာတနင်္လာနေ့မွေးသူအားလုံးတို့သည်အသက်16နှစ်24နှစ်41နှစ်51နှစ်80နှစ်82နှစ်များသည်ဂျိုးအိတ်ကြီးကူးပြောင်းဆဲကာလဖြစ်သည်မြမရိုးရာအယူအဆအရဂျိုးအိတ်ကြီးကူးပြောင်းဆဲကာလများတွင်စီးပွားပြည့်ရွံ့မည်အလုတ်ပြုတ်မည်ခန္ဓာကိုယ်သွေးထွက်တန်ယိုမတော်တဆထိခိုက်မှုဖြစ်မည်ဆေးရုံရောက်မည်ရုံရောက်ကြရောက်ဖြစ်မည်ဖုံးကန်နှိမ်ကအသက်အန္တရာယ်ပင်ကြုံနိုင်သည်ထိုအသက်အရွယ်သို့ရောက်ရှိလေသောဘာသာရေးနှင့်ကုသိုလ်ကောင်းမှုတို့ကိုအထူးဆောင်ရွက်ပါ
မကောင်းမှုတို့ကိုရှောင်ကျဉ်မှာအသက်18နှစ်တွင်အင်္ဂါဂြိုလ်နှစ်ထပ်ကျရောက်သည်စိတ်လွန်စွာဆင်းရဲခြင်းများဖြစ်တတ်သည်အသက်28နှစ်35နှစ်များတွင်ဗုဒ္ဓဟူးဂြိုလ်နှစ်ထပ်ကျရောက်သည်ရုပ်ဆင်းရဲမှုပျက်စီးဆုံးပါမှုကြီးမားခြင်းများဖြစ်ပေါ်တတ်သည်အသက်44နှစ်သည်စနေဂြိုလ်နှစ်ထပ်ကြုံပေရာကျန်းမာရေးတွင်အသက်အန္တရာယ်ကြီးမားခြင်းအမှုအခင်းကြီးမားခြင်းများကြုံတတ်သည်အသက်48နှစ်သည်မြို့ကြီးကြားရောက်သောနှစ်ဖြစ်ပေရာကားတိုက်ကားမောက်ပေစီးပွားကုန်အဆက်ကွဲအပျက်စီးမှုဘေးအန္တရာယ်များကြားရောက်နိုင်သည်ကုန်းရီလေးခရီးဘေးအန္တရာယ်များဖြစ်ပေါ်တတ်သည်အရက်မျက်နှာအရှိအရက်သည်ပရိဝါဒအရက်ဖြစ်သည်အပေါင်းအသင်းမိတ်ဆွေရေးရာလက်အောက်ငယ်သားနှင့်ချွေရန်သင်းပင်းဆိုင်ရာအကျိုးပြုသောအရက်မျက်နှာဖြစ်သည်အရှိတောင်အရက်သည်အာယုအရက်ဖြစ်သည်ကျန်းမာရေးဆေးကုသမှုဆိုင်ရာအသက်ရှည်ခြင်းနှင့်ဆက်နွယ်အကျိုးပြုသောအရက်မျက်နှာဖြစ်သည်တောင်အရက်သည်နာဂရအရက်မျက်နှာဖြစ်သည်အိမ်ယာချမ်းမြေအခန်းဝယ်ယူမြုပ်နှံမှုနေထိုင်မှုဆိုင်ရာအကျိုးပြုသောအရက်မျက်နှာဖြစ်သည်အနောက်တောင်အရက်သည်ဘုံမီအရက်ဖြစ်သည်ဆေးရုံတင်ချိုင်းအညစ်အကြေးစွန့်ရာအဆိုးအညံ့မကောင်းသောအကျိုးယောဂဝေဒနာဖြစ်စေ၍ရှောင်သင့်သောအရက်မျက်နှာဟုသတ်မှတ်သည်အနောက်အရက်သည်ကဟပတိအရက်ဖြစ်၏ငွေကြေးစီးပွားဒနာလက်လာပါဆိုင်ရာအကျိုးပြုသောအရက်မျက်နှာဖြစ်သည်အနောက်မြောက်အရက်သည်ဒေဇအရက်ဖြစ်သည်တကိုးရှိန်ဝါကြီး၍ထိတ်တန်းရောက်ခြင်းရှေးဘုံကန်ထွန်းတောက်အကျိုးပြုရာအရက်မျက်နှာဖြစ်သည်မြောက်အရက်သည်ဌာနအရက်ဖြစ်သည်တည်တံ့ခိုင်မြဲစေသောအကြောင်းအရာအလုပ်ကိစ္စရေးရာအကျိုးပြုမှုနှင့်သက်ဆိုင်သောအရက်မျက်နှာဖြစ်သည်အရှိမြောက်အရက်သည်တီရိအရက်ဖြစ်သည်အချစ်ပေယစံကောင်းခြင်းနှင့်မင်္ဂလာဖျားဖျားကိုဖြစ်ထွန်းအကျိုးပြုသောအရက်မျက်နှာဖြစ်သည်အချိန်အခါတနင်္လာနေ့မွေးသူအားလုံးတို့အတွက်အချိန်ကာလဆက်ဆက်ပုံသည်ကားတနင်္ဂနွေနေ့နနက်6နာရီမှ8နာရီ24မိနစ်အကြားကာလသည်ရတနာပုံစိုက်ကိန်းကာလဖြစ်၍ညနေ3နာရီ36မိနစ်မှ6နာရီအကြားကာလသည်ရာဇကိန်းကြားရောက်သောကာလများဖြစ်သည်တနင်္လာနေ့နနက်10နာရီ48မိနစ်မှတနာရီ12မိနစ်အကြားကာလသည်ရာဇကိန်းကာလဖြစ်၍ညနေ3နာရီ36မိနစ်မှ6နာရီအကြားကာလသည်ရတနာပုံစိုက်ကိန်းကြားရောက်သောကာလဖြစ်သည်အင်္ဂါနေ့နနက်6နာရီမှ8နာရီ24မိနစ်အကြားကာလသည်ရာဇကိန်းကာလဖြစ်၍နေ့လယ်1နာရီ12မိနစ်မှညနေ3နာရီ36မိနစ်အကြားကာလများသည်ရတနာပုံစိုက်ကိန်းကြားရောက်သောကာလများဖြစ်သည်ဗုဒ္ဓဟူးနေ့နနက်6နာရီမှ8နာရီ24မိနစ်အကြားကာလသည်ရတနာပုံစိုက်ကိန်းကြားရောက်သောကာလဖြစ်၍နနက်10နာရီ48မိနစ်မှနေ့လယ်1နာရီ12မိနစ်အကြားကာလသည်ဖုတ်သွင်းယထာစိုက်ကိန်းကြားရောက်သောကာလများဖြစ်သည်ဇာတာရေးနေ့နနက်8နာရီ24မိနစ်မှ10နာရီ48မိနစ်အကြားကာလသည်ရတနာပုံစိုက်ကိန်းကြားရောက်သောကာလဖြစ်၍နေ့လယ်1နာရီ12မိနစ်မှ3နာရီ36မိနစ်အကြားကာလသည်သမတိတ်တိကိန်းကြားရောက်သောကာလများဖြစ်သည်တောက်ကြနေ့နနက်10နာရီ48မိနစ်မှတနာရီ12မိနစ်အကြားကာလသည်ရတနာပုံစိုက်ကိန်းကြုံ၍ညနေ3နာရီ36မိနစ်မှ6နာရီအကြားကာလသည်ရာဇကိန်းကြားရောက်သောကာလများဖြစ်သည်စနေနေ့နနက်8နာရီ24မိနစ်မှ10နာရီ48မိနစ်အကြားကာလသည်ဖုတ်သွင်းယထာစိုက်ကိန်းကြုံ၍ညနေ3နာရီ36မိနစ်မှ6နာရီအကြားကာလသည်ရတနာပုံစိုက်ကိန်းကြားရောက်သောကာလများဖြစ်သည်တနင်္လာနေ့မွေးသူအားလုံးတို့သည်တနင်္လာနေ့နနက်ပိုင်းနှင့်ညပိုင်း6နာရီမှ9နာရီခွဲအကြားတနင်္လာနေ့နနက်ပိုင်းနှင့်ညပိုင်း9နာရီမှ10နာရီခွဲအကြားဗုဒ္ဓဟူးနေ့နနက်ပိုင်းနှင့်ညပိုင်း10နာရီခွဲမှ12နာရီအကြားကာလများသည်ဝိသေသအခါကောင်းများဖြစ်ပေရာမြမရိုးရာအစီရင်များရတရာများဆောင်ရွက်ရာတွင်၎င်းကာလများကိုအသုံးပြုပါစမ်းပွင့်၍ပြရတကောင်းစေရန်အလို့ငါဒန်းညွန့်သို့မဟုတ်ထနှောင်းညွန့်ကိုဆောင်၍တတိစားသုံးပြီးနောက်ဝစ်စားဆင်ရင်၍အိမ်မှထွက်ပါထိုတနေ့တာအတွက်ပြည်ရစမ်းထူးခြားစွာပွင့်မည်တနင်္လာနေ့မွေးသူအားလုံးတို့၏နေအိမ်နေရာအလုပ်စည်းပွားရှာသောနေရာတို့တွင်မိမိမွေးနယ်၏အညွန့်ဖြစ်သောအင်္ဂါနံစဇာညနှင့်ဆက်၍အမြင့်နံတနင်္ဂနွေနှင့်ဦးအေဝါနှင့်ဆုံးသောအပင်များဖြစ်သည့်ညောင်ကဲ့သို့သောအပင်များမဆိုင်ကောင်းပါလက်ကောင်းညွန့်ပန်းကိုလည်းအနီးအနားမထားအပ်ပေထားရှိလေသောကန်စာတာညက်မီလက်ပိတ်မီစီးပွားပြက်မီမိမိရောင်းလိုသောပစ္စည်းများအယောင်းထိုင်း၍တော်၎င်းရောင်းမထွက်၍တော်၎င်းရောင်းလိုသောကုန်ပစ္စည်းများကိုဓမ္မကိုင်းဖြင့်အသက်အောင်၍ခုနှစ်ချက်ရိုက်ပါနှုတ်မှထွက်စေရန်ရွတ်ဆို၍ရိုက်ပါ
ဩဇာအရှိန်အဝါထက်မြက်၍အလုတ်စည်းပွားကြီးပွားတိုးတက်စေရန်အလို့ငါမိမိအလုတ်ထိုင်ကုန်အောက်တွင်တမာရွက်နှင့်အုံရွက်လက်တစစ်စီကောနှင့်ကတ်ထားပါသို့မဟုတ်၎င်းအရွက်နှစ်ရွက်ကိုမိမိနှင့်အမြဲမကွာဆောင်ယူပါရန်တိုက်ခံမှန်သမျှကိုကျော်လွှားအောင်မြင်တိုးတက်မည်မြမရိုးရာအယူအဆတွင်ကြီးပွားစေရန်အလို့ငါအညွန့်နှင့်ပစ္စပုတ်တွဲသောအပင်ကိုစပုတ်အရက်၌စိုက်ပျိုးရပေမည်တနင်္လာနေ့မွေးသူများအတွက်အင်္ဂါနံဖြင့်စ၍တောက်ကြနံဖြင့်ဆုံးသောအပင်များဖြစ်သည်ဆက်သွားပင်စကားစိမ့်ပင်စနစ်လိုက်ရာသည့်ပန်းစသည့်အပင်တို့ကိုစပုတ်အရက်ဖြစ်သောအနောက်တောင်အရက်ဆက်နေထောင်တွင်စိုက်ပျိုးထားရှိပါကြီးပွားချမ်းသာခြင်းကိုအထင်ရှားရရှိမည်အန္တရာယ်ကင်း၍လက်ရွှင်ရန်အတွက်မြေစာသုံးညွန့်တပြေသုံးညွန့်တို့ကိုဖျားညောင်ရီအိုးတွင်ဖြစ်စေတကားပေါက်တွင်မြေအိုးနှင့်ထိုး၍ဖြစ်စေထားရှိပါသုံးရက်လျင်တစ်ကြိမ်အညွန့်တို့ကိုလဲခြင်းရေလဲခြင်းတို့ကိုဆောင်ရွက်ပါကျန်တိုင်းအောင်စောင်းတိုင်မြောက်စေရန်အလို့ငါနေအိမ်သို့မဟုတ်အလုံနေရာတို့၏အနောက်တောင်အရက်တွင်စနေနှင့်အစကြာသာပရိနှင့်အစုံအပင်ဖြစ်သည့်တမာနှင်းပန်းနှံသာဖြူတတိုင်းမွေးစသည်တို့ကိုစိုက်ပျိုးထားပါစိုက်ပျိုးရန်နေရာအခက်ခဲရှိက၎င်းညွန့်တို့ကိုပန်းအိုးထိုး၍အမြင့်တနေရာတွင်တင်ပါလုပ်ငန်းခွင်အတွင်းလုပ်ကိုင်နေသူများအဖို့အပြိုင်ဆိုင်မှန်သမျှကိုရင်ဆိုင်ဖယ်ရှားနိုင်ကအောင်မြင်ကြော်ကြားခြင်းနှင့်လက်ပွင့်စေရန်အလို့ငါအုံညွန့်တညွန့်ကိုဇီးကိုင်းနှင့်ရိုက်ခြင်းမကြာခဏဆောင်ရွက်ပါအစဉ်ပြေခြင်းနှင့်ကံကောင်းခြင်းကိုရရှိမည်စာတွေ့လက်တွေ့လူတွေ့စာမေးပွဲဖြေဆိုမှုများတွင်အောင်မြင်စေရန်အလို့ငါအဖြူရောင်ပန်းရောင်လိမ္မော်ရောင်နှစ်သက်ရာတစ်ခုခုကိုဝစ်စင်ပါမြောက်ရက်ကိုမျက်နှာမူ၍ဒန်းညွန့်သို့မဟုတ်ထနှောင်းညွန့်တို့ကိုဖျားကတ်လှူပါဇီးဖြော်ရည်တောက်၍ချိုချင်ကုန်ပြီးနောက်စာမေးပွဲသွားရောက်ဖြေဆိုပါရက်ရှည်လများကျမ်းမာရေးချိုးတဲ့ကဆေးမဆူသောအနေထားကြုံကအိပ်ဆက်သောနေရာ၏ဘေးတွင်မိမိအရက်အမောင်းလျားနှင့်တူညီသောကြံချောင်းကိုထားပါအမျိုးသားဖြစ်ပါကလက်ရာဘက်တွင်ထားပါအမျိုးသမီးဖြစ်ပါကလက်ဝဲဘက်တွင်ထား၍အိပ်ပါနနက်တွင်လက်ကောင်းကြံချောင်းအား60-60ပိုင်းပါ၎င်းနောက်စနေနေ့မွေးသူအားအကူအညီတောင်း၍စီးဆင်းနေသောရေတွင်မျောပါတနင်္လာနေ့မွေးသူများအတွက်စီးပွားရှာနေထိုင်ကြိုးပေးသောမြို့ရက်များကိုတတ်မှတ်ရာတွင်မွေးနယ်၏ပစ္စပုဖြစ်သောတောက်ကြနံတဟအခရာကိုစတုရန်နံဖြစ်သည့်ဂျာသာပရိနံပါဖဘဘာမအခရာနှင့်အုပ်သောမြို့ရက်ဒေသများဖြစ်သည့်တနက်ပင်တာပေါင်းတီဘောဟိုပင်ဟိုပုံဟိုပန်မြို့များတွင်အခြေတည်၍၎င်းမြို့အရက်မှထွက်ကုန်ပစ္စည်းများကိုအယောင်းဝယ်ပြု၍၎င်းထူးခြားစွာအကျိုးရှိမည်အခြေချခြင်းကုန်စည်ကူးသန်းခြင်းမပြုနိုင်သူများဖို့ထိုရက်ဒေသရှိအထင်ကရဖျားစီရီဓာတ်ပုံပိုစတာတို့ကိုမိမိအနီးပါချိတ်ဆွဲထားရှိခြင်းဖြင့်ငူးချကောင်းစားမည်ဖုံးကန်ကြီးမား၍စက်တရေတိုးစေရန်စိန်ကိုလက်ဝတ်ရတနာအဖြစ်ဆောင်ပါဩဇာသားနှင့်ကြားရုပ်ထူ၍ဆောင်ပါတနင်္လာသားသမီးများအားလုံးကိုစိတ်နှစ်ဖြာကျမ်းမာချမ်းသာကြပြီးကောင်းကျိုးချမ်းသာများပုံမရရှိကြပါစေတနင်္လာသားသမီးများအတွက်တိုက်ဆိုင်မှန်ကန်ပါကကွန်မန့်မှာတခုခုရေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်ကျေးဇူးတင်ပါတယ်ဗီရင်ဟော့စတန် channel မှာနာမည်ကြီးဗီရင်ဆရာများ၏နေ့စဉ်ဟော့စတန်များအပတ်စဉ်ဟော့စတန်များလစဉ်ဟော့စတန်များနှစ်စဉ်ဟော့စတန်များနှင့်ရတာတို့ကိုပါအချိန်နှင့်တပြေးညီပုံမှန်တင်ဆက်ပေးနေလို့ subscribe လေးနှိပ်ပေးခဲ့ဖို့တောင်းဆိုပါရစေအတစ်တင်တိုင်းသိရအောင်လဲဘေးနားကခေါင်းလောင်းလေးကိုနှိပ်ထားဖို့မမေ့နဲ့နော်